ဂတ်လ21ရက်နေ့ညကကျင်းပခဲ့တဲ့ The Inner Cycle 27မှာမြန်မာဖိုက်တာကျော်တော်ဝင်းကထိုင်းဖိုက်တာကိုမဝင်းနဲ့ရှင်ပြိုင်ခဲ့ပြီးဒိုင်ဆုံးဖြတ်2-1နဲ့ရှုံးနိမ့်ခဲ့ပါတယ်။ပွဲပြီးသွားတဲ့နောက်မှာတော့ကျော်တော်ဝင်းရှုံးတာနဲ့ပတ်သက်ပြီးမြန်မာပရိသတ်တွေကြားမှာတော့အငင်းပွားမှုတွေတော်တော်လေးများလာခဲ့ပါတယ်။ဒါပေမဲ့ဒီပွဲကိုနိုင်ငံခြားမီဒီယာဘက်ကဘယ်လိုမြင်လဲဆိုတာစိတ်ဝင်စားစရာကောင်းပါတယ်။ One Champion ရှိရဲ့ပွဲတွေကိုအဓိကထားရေးသားဖော်ပြနေတဲ့သတင်းတောက်နေ့အခင်ကတော့သူ့ရဲ့အမှတ်ပေးမှုအရကျော်တော်ဝင်းကို29-28နဲ့အနိုင်ပေးထားပါတယ်။တရားဝင်ဒိုင်တွေရဲ့အမှတ်ပေးမှုကတော့ AB နယ်စင်က29-28နဲ့ကိုမဝင်းကိုအနိုင်ပေးခဲ့ပြီးမေဒီလက်တေရီယာက29-28နဲ့ကျော်တော်ဝင်းကိုအနိုင်ပေးခဲ့ပါတယ်။နောက်ဆုံးဒိုင် AZN ဂီနာကလည်း29-28နဲ့ကိုမဝင်းကိုအနိုင်ပေးခဲ့တာကြောင့်ကိုမဝင်းက split decision နဲ့အနိုင်ရသွားခဲ့ပါတယ်။နေ့အခင်းရဲ့သုံးသက်ချက်အရပထမအချီမှာတော့ကိုမဝင်းကပိုကောင်းခဲ့ပြီးဒိုင်3စလုံးကကိုမဝင်းကိုအမှတ်ပေးခဲ့ကြပါတယ်။ဒါပေမဲ့ဒုတိယနဲ့တတိယအချီတွေမှာတော့ကျော်တော်ဝင်းရဲ့ဖိအားပေးထိုးသက်ပုံအစမပြတ်တိုက်စစ်ဆင်မှုနဲ့ဝေါ်ရိန်တွေကပိုပြီးအသာရခဲ့တယ်လို့နိကမြင်ပါတယ်။ဒါကြောင့်သူ့အမှတ်ပေးမှုမှာတော့ဒုတိယနဲ့တတိယအချီကိုကျော်တော်ဝင်းဘက်ကပေးထားတာပါ။တစ်ဖက်မှာလည်းကိုမဝင်းရဲ့ကောင်တာတိုက်စစ်တွေကအတော်လေးကောင်းခဲ့တာကိုနိကအသိမှတ်ပြုထားပါတယ်။အထူးသဖြင့်တတိယအချီမှာကိုမဝင်းရဲ့ဒရောင်ရိုက်ချက်ကြောင့်ကျော်တော်ဝင်းကောင်းမှဒဏ်ရာရပြီးသွေးထွက်ခဲ့တာကပွဲရလက်ပိုတက်ရောက်မှုရှိနိုင်တယ်လို့လည်းသုံးသပ်ထားပါတယ်။ဝိုင်းရဲ့အမှတ်ပေးပုံမှာပြိုင်ဘက်ကိုထိခိုက်ဒဏ်ရာရအောင်လုပ်နိုင်မှု damage ကအရေးကြီးတဲ့အတွက်ဒီချက်ကြောင့်ဒိုင်တချို့ကကိုမဝင်းဘက်ကအမှတ်ပေးခဲ့တာဖြစ်နိုင်တယ်လို့နိကယူဆထားပါတယ်။ဒါပေမဲ့သူ့မြင်မှာတော့အဲ့ဒီ damage ကိုထိထွက်ပြီးတဲ့နောက်မှာတော့ကျော်တော်ဝင်းရဲ့ပွဲတစ်လျှောက်လုံးမရက်မနာဖိအားပေးထိုးသမှုကဒုတိယနဲ့တတိယချီမှာအသာရသေးခဲ့ပြီးဒီပွဲကိုကျော်တော်ဝင်းအနိုင်ရသင့်တယ်လို့ဆိုထားပါတယ်။နောက်ထပ်စိတ်ဝင်စားစရာကောင်းတာကကျော်တော်ဝင်းရဲ့ပွဲပြီးဆုံးတဲ့အချိန်အားကစားသမားစိတ်တက်ပါပဲ။နှုတ်စလုံးသွေးသံတရေရေနဲ့ပွဲပြီးသွားပေမဲ့ကျော်တော်ဝင်းကကိုမဝင်းကိုလက်ခုပ်တီးပြီးဂုဏ်ပြုပေးခဲ့ပါတယ်။နေ့အခင်းကတော့မြန်မာဖိုက်တာတွေအနေနဲ့မြန်မာရွရလက်ဝဲကနေမွေထိုင်းစီးမြင့်တွေစီကူးပြောင်းတဲ့အခါနီးစနစ်ပိုင်းဆိုင်ရာစိန်ခေါ်မှုတွေရှိနေသေးတယ်လို့လည်းထောက်ပြထားပါတယ်။ထိုင်းဖိုက်တာတွေနဲ့နီးစနစ်ပိုင်းကွာဟချက်ကိုအတော်လေးကျင်းမြောက်လာနိုင်ပြီလို့နိကချီးကျူးထားပါတယ်။အတူချုံပြောရရင်ကျော်တော်ဝင်းရှုံးသွားတာကတရားဝင်ရက်လက်ရတော့ရှုံးတာမှန်ပါတယ်။ဒါပေမဲ့ပွဲကိုပြန်ကြည့်တဲ့အခါအနိုင်ရှုံးရဲနီးစက်တဲ့ပွဲဖြစ်ပြီးဒိုင်ဆုံးဖြတ်ချက်ပေါ်အမြင်ကွဲနိုင်တဲ့ပွဲတစ်ပွဲလေးဖြစ်ပါတယ်။နေ့အခင်းကိုတိုင်ကတော့ကျော်တော်ဝင်းအနိုင်ရသင့်တယ်လို့မြင်ထားပါတယ်။ဒါကြောင့်ပရိသတ်တွေအနေနဲ့ကိုဖိုက်တာကိုအားပေးတာကအားပေးတာပဲဖြစ်ပေမဲ့ရလက်မကြိုက်လို့တစ်ဖက်ဖိုက်တာဒါမှမဟုတ်ဒိုင်တွေကိုဆေးစုပ်တိုက်ခတ်တာမျိုးထက်ဒီလိုအမှတ်ပေးစည်းမျဉ်းတွေနဲ့ပွဲတွင်ဖြစ်ရတွေကိုနားလည်အောင်သုံးသပ်ကြည့်တာကပိုကောင်းပါတယ်။ကျော်တော်ဝင်းအတွက်လည်းဒီပွဲကရှုံးပွဲတစ်ပွဲဆိုတာထက်ဝိုင်းရမှွေထိုင်းစည်းမျဉ်းနဲ့အမှတ်ပေးပုံတွေကိုပိုနားလည်လာစေမယ့်အတွေ့အကြုံကောင်းတစ်ခုလည်းဖြစ်လာနိုင်ပါတယ်။အားလုံးကို MSC Plus ကနေကျေးဇူးတင်ပါတယ်။နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့လက်ဝဲမှွေထိုင်း MMA အကြောင်းအရာအစုံလင်ကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ channel ကို like share subscribe များနဲ့ဝန်းရံပေးခဲ့ကြပါအောင်ခင်ဗျာ။